တင်းအလုတ်အကင်မှာကျွန်တော်ဟာအထက်ရှိပြီးလက်တွေ့အားနည်းမိတဲ့အထိအရာအလုံးကိုဖမ်းဆီးဖို့ပြင်ဆင်ထားတဲ့ဘဝမျိုးပေါ်မှာညီကုန်းချပြီးကြစ်ခတ်နေပါတယ်တခါတရံတော့စနစ်အင်တာဖေ့စ်ကအပိုင်းတစ်ခုဖြစ်တဲ့ကလပ်အင်တာဖေ့စ်ကိုဖွင့်လှစ်ပေးပါတယ်ကျွန်တော်ပြန်ကြည့်စဉ်အနားတိုင်းမှာရှိတဲ့အရာတွေပေါ်မှာအလုတ်ကင်ပြဇက်တန်းတစ်ခုဟိုတစ်ခုလေးလာနေပါတယ်ပထမတစ်ခုကတော့ကီးဘုတ်ပန်းနယ်ပါထိုးအင်တာဖေ့စ်တက်ဆင်ခြင်းအကြောင်းအရာရေးသူအလုတ်ခကြီးနဲ့မိဘလောင်ကျွမ်းမှုလွန်စွာအနေရရှိမှုမပြတ်အဆက်မပြတ်ဖြစ်ပွားမှုအတိတ်တွေတောင်းဆိုလာတဲ့ follower တွေရဲ့တတိနဲ့ဖိအားတွေကြောင့်ကီးဘုတ်ကိုအဖယ်ထုတ်ပြီးကြံရှိတာတွေကိုအလန့်ရှုကြည့်တဲ့အထယ်လိပ်အပေါ်မူတည်ပြီးရွေးချယ်စရာတွေကအလွန်စုံလင်ပါတယ်အခြားတချို့ကတော့အနေရကုန်းတက်လောက်အထိရှိနေပါတယ်ငါတစ်ဖက်မှတစ်ဖက်သို့ဟုံးလျှောက်နေပြီးရှာဖွေနေတာဒါပေမဲ့မျက်စိတွေဟာသုံးခုသောပစ္စည်းတွေကိုတွေးကြုံခဲ့တဲ့ဆိုင်ပရာတရုတ်ဆောင်တိုက်ခိုက်သူဤသုံးမျိုးအတန်းများကိုဦးနောက်ထဲမှာမှတ်သားပြီးနောက်ငါရဲ့လူသားတရေမောင်ဆန်းပြောရာကိုစဉ်းစားလိုက်တဲ့လမ်းကြောင်းကိုချမှတ်ဖို့အတွက်တော့မျက်မှောက်တက်ကစားသမားတစ်ယောက်ဖြစ်လာပြီးရဲတိုက်ပွဲနေပညာတွေကိုကျွမ်းကျင်အောင်လေ့ကျင့်ရမှာပဲဖြစ်တယ်။အဲ့ဒီလိုသာကျွန်တော်စွမ်းရည်တွေကိုအပြည့်နဲ့အသုံးချနိုင်မယ်ကိုခန္ဓာတိုးတက်မှုအတွက်ကပ်ပြန်ကျိုးနဲ့မျက်နှာလေးကျပြီးလက်ကင်အိတ်စီတို့အမြန်လန်လာပြီးယူဆွဲခဲ့တယ်အမြုပ်ကင်ပြီးငါကအလင်းရောင်ပြပြလေးနဲ့ပြုံးလိုက်တဲ့တန်းအစီမှုမျက်နှာပြင်ပေါ်လာပြီးအဓိကအတန်းသတ်မှတ်သူကြောင်းစတင်လှည့်ပတ်နေပြီးအတန်းအင်တာဖေ့စ်ဟာဈေးကွက်ထဲမှာတိတ်အလုံးမလုံးသေးပေမဲ့ကျွန်တော်ရဲ့အတွင်းမှာတော့စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေသေးပါဒီအချိန်ထိကျွန်တော်တို့တက်ဖို့တနိုင်ငံလုံးမှာစားစရာအများများစားဖို့သာနေလန်းရှိခဲ့တယ်ဒါပေမဲ့စားနိုင်သမျှကနည်းနည်းနဲ့ကန့်သက်ထားပါတယ်ကလေးစာအိမ်မှာထိန်းထားနိုင်တဲ့အတိုင်းဖြစ်ပြီးကောင်းမွန်ဆုံးမှာတလလျင်တစ်စိတ်တစ်ပိုင်းတိုးတက်မှုသာဖြစ်နိုင်ပါသည်အခုတော့ကလပ်အင်တာဖေ့စ်နဲ့အဲ့ဒါကထက်မကြံကျွန်တော်အတတ်ပညာတွေလေ့လာနိုင်ပြီးတိုးတက်ပြောင်းလဲပြီးအတူတူစ조사တက်ကြွနေဖို့စဉ်းစားနေတယ်အတူတူစ조사တက်ကြွနေဖို့စဉ်းစားနေတဲ့တကိုယ်လေးဖြစ်တာကပဲငါချစ်မှုအပြုံးကိုပေးတယ်အခမ်းအနားအပြီးမှာတော့ကျွမ်းကျင်မှုများယူဆောင်ဖို့ဘယ်လိုလုပ်မလဲစဉ်းစားဖို့စတင်လိုက်တယ်စထရိုက်ကလေ့ကျင့်မှုကိုကျွန်တော်ပြည်စုံစွာမပြေးနိုင်အမောင်းမနိုင်အထိချိန်ယူရမယ့်အတွက်အတန်းအတွက်တော့အဲ့မှာဖော်ပြထားတဲ့ပောက်ကွဲမှုနှုန်းနဲ့အရှိန်မြန်နှုန်းကွီးဖီဆင့်တွေကိုတော့တစ်ကြိမ်နဲ့သာတက်ရောက်မှုရှိနိုင်ခဲ့တာပဲဖြစ်မယ်လို့ထင်ရပါတယ်ခန္ဓာကိုယ်စွမ်းအားကောင်းစေတဲ့အခြေခံပညာအပေါ်မှာတည်ဆောက်ထားတာမျိုးဆိုရင်အဲ့ဒီအခြေခံကိုမှမရှိရင်အလုံးမလုံးနိုင်ဘူးအခုအချိန်မှာတင်ကားအဓိကဦးစားပေးထားတာကကိုယ်လက်ဖွံ့ဖြိုးတိုးတက်မှုဖြစ်နေတဲ့အတွက်နောက်လာတလတာတူးညအန်တလုံးကိုဦးစားပေးပြီးအလုံးလုံးသွားမှာပါငါ့ကိုတနေ့တာပဲနိုးတောက်ချင်းကိုပေးလိုက်တယ်မနှက်မညအထိခောက်ကလေးနိုးနဲ့ဒါမှမဟုတ်ပိုလင်းတပိုလင်းနောက်တပိုလင်းဆိုပြီးနို့ပိုလင်းတွေနဲ့သာရှင်သန်နေခဲ့တာပါဖော်မြူလာအတိုင်းဖြစ်လာတဲ့အခါစွမ်းအင်ပါတက်လာတာနဲ့အမျှဒုတိယမြောက်အဆင့်ပြောင်းလဲမှုကိုရောက်ရှိခဲ့ပါတယ်ဒါနဲ့ပဲတတိယမြောက်အဆင့်ပြောင်းလဲမှုကိုလည်းကျွန်တော်ထိရောက်ခဲ့တာပါဒီနှစ်လုံးမှာတော့တရေလူသားကိုကိုယ်တိုင်အနှစ်သာရမယ့်စိတ်ဖြင့်ရွေးချယ်လိုက်ပါတယ်ကိုစွမ်းအားပြည့်စုံလာတဲ့အခါကလေးငယ်တယောက်လိုပါပဲခန္ဓာကိုယ်မှာကြားရဲစွမ်းအားကဲ့သို့ခိုင်မာပြီးကိုကျေးဇူးပြုနိုင်ပြီးပုံမှန်အားဖြင့်မဟုတ်နေလို့ထင်ရသောပုံစံဖြစ်ပါတယ်BB တယောက်ဟာမျက်နှာမုတ်ဆက်လွှာကနေဖန်တီးထားတာဆိုတာလူတွေမထင်မှတ်နိုင်ကြဘူးကလေးငယ်တယောက်ကပဲဖြစ်နေတာကိုလေးချိန်အဆင့်3ပေါ်ရောက်ပြီဆိုတော့ခါတစ်ဖက်မှာစွမ်းအားအတစ်တစ်ခုပြင်းပြင်းထန်ထန်စီးဝင်လာတဲ့တုန်းနှစ်ဖက်လက်နဲ့ဖိပြီးနဲ့ကလေးကောင်ပြင်းထက်ရိုးကိုတင်းပြီးအရက်တီခေါ်သွားတဲ့အချိန်တုန်းကပဲမိယာနဲ့အတူရိုးအိတ်ခမ်းထဲဝင်မိတယ်အိတ်ချိန်နဲ့တနေရာမှာအိုမယုံနိုင်လောက်အောင်ကလေးကတယောက်တည်းမဲတောက်ထိုးလိုက်ပြီးတွန်းကိုအန်းလမှုနဲ့ပြည်နေလို့သူမရဲ့နှစ်လအရွယ်ကလေးကယူနဲ့အတူရက်တီနိုင်ပြီဆိုတာမယုံနိုင်သလိုသူ့ရဲ့ပညာပေးမှုအတိုင်းအတက်အကျနေတဲ့သူငယ်ချင်းတို့ကိုလည်းထမ်းမောက်လှည့်နေပါတယ်ငါလဲယုံရဲတယ်မိယာကငါ့ကိုဖမ်းဖို့ပြင်နေပြီးအဲ့ဒီကြောင့်ငါပို့ပြီးစူးစမ်းပါတယ်ကြီးမားတဲ့မိသားစုခင်းကကျွန်တော်လေ့ကျင့်မှုမြေဖြစ်လာပြီးမျက်နှာမဆက်ပဲမျက်နှာကိုယ်တိုင်ခြေတူးနေပုံစတင်စူးစမ်းပါတယ်ခြေနောက်1000ပဲချွတ်ရင်ဆယ်ကြော်ချင်းပြီးနောက်မှာကျွန်တော်တည်ငြိမ်နေတယ်လှုပ်ရှားပေမဲ့နွမ်းတဲ့နေရာမှာရှိနေတယ်ငါမှထိန်ချုံမှုရှိတယ်လဲတလက်ခါတောင်စူးစမ်းကြည့်တယ်အပတ်စဉ်အစင်မပြေပါဘူးလမ်းလျှောက်တိုင်းအဲ့လိုပဲဖြစ်တယ်အဆုံးမှာကြာချင်းဖြစ်ပေမဲ့ mattress ပေါ်ကိုထပ်မံထီမှမျက်နှာပြင်ကိုအရှိန်ပြည့်ပြန်ထလာခဲ့တယ်မိယာကတော့ဒီရုပ်တံကိုစောင့်ကြည့်နေလို့ဖြစ်ပါတယ်ဘေးကနေခြောက်ခြားစွာပြောနေတဲ့မျက်နှာနဲ့ဘဲလက်ရှိလုံနေတဲ့အလုပ်ကိုနမ်းနေပြီးခိုင်ခန့်စွာအဝတ္တနာရီခန့်ဆက်လုံနေပါတယ်ဒီလိုနာရီဝက်ကြာဆက်လုံနေစုမယ်ကို့အခြေအနေ49%ကျလာတဲ့အချိန်မှာလမ်းပေါ်ပြက်ကွက်သွားပြီးmattress ပေါ်ကြရင်တက်တာပျော်ရှင်သွားတဲ့စက္ကန့်နှဲငယ်အတွင်းအေးခံရပြီးနောက်တတိယအဆင့်တိုးတက်မှုကြောင့်ငါရဲ့အတန်ကြိုအေဒံများမှာအပြည့်အဝဖွံ့ဖြိုးလာခဲ့ပြီးငါအခုမှစပြီးစကားပြောတတ်လာနိုင်ပြီးဒီကလေးကဘာလဲဥပဒေရေးရာဝန်ထမ်းလားဟုတ်တယ်အရန်လဲညံထက်ရှားတယ်သူမကကျွန်တော်ကိုစမ်းသပ်မှုတွေမလုပ်ပေးခဲ့ဘူးဒါပေမဲ့
ကျွန်တော်အရာရာကိုအလွယ်တကူဖမ်းယူသွားတဲ့အတိုင်းသူမကရင်ခုန်လာပါတယ်မင်းကိုတူးချင်းလူကြီးတဲကအထူးပြုပါသလားလို့ယုံကြည်မှုတိုးလာတာငါ့ကိုကြီးပြင်းပေးရတာကလည်းအလွန်လွယ်ကူပြီးအလွန်သာယာဖွယ်ရာကောင်းပြီးစိတ်ပါဝင်စားဖွယ်ဖြစ်စေသောအတွေ့ကသူမကိုတိတ်ဆိတ်သောဝမ်းမြောက်မှုဖြင့်ပြည့်စည်စေသည်သူမသိသေးပဲဘယ်ချိန်မှဆိုတာသူမကကျွန်တော်ကိုစာအုပ်ဆိုင်ရောက်စိုက်ပေါ်ကိုယူဆောင်လာပြီးကျွန်တော်တော့သူမထက်ပိုပျော်ရွှင်နေပါသည်ပြင်ပအခွင့်လန်းနေပါမှုရှိတော်လဲကိုယ်တိုင်လေးလာခြင်းကကျွန်တော်အခုဆိုတက်မြောက်မှုတွေကိုတိုးတက်စေဖို့တခုတည်းသောနေလန်းပဲဖြစ်ပါတယ်ဒါပေမဲ့ဖုန်းတွေကိုအသုံးချဖို့ရရှိမှုကတော့ကွန်ပျူတာတွေ TV တွေကိုမိအားကတင်းကျပ်စွာထိန်းချုပ်ထားတဲ့အတွက်အခုတော့ကျွန်တော်အတွက်အကောင်းဆုံးရွေးချယ်မှုကတခုရှာဖွေဖို့ပါတင်ယူမှုအတွက်တင်လျော်တဲ့စာအုပ်ကိုရွေးချယ်ပြီးကိုပညာတင်ယူတာအဲ့ဒီစာအုပ်ရှိမှမုံနေပြီးစာတွေကိုကြည့်ရှုနေပါတယ်အတန်းလိုင်းတွေကိုတေချာစွာစူးစမ်းကြည့်တော့နောက်ဆုံးမှာတင့်တော်တဲ့တစ်ခုကိုတွေးခဲ့ရတယ်မျက်နှာပြင်ပေါ်ထိတ်ညွန့်ပြခဲ့တယ်တိုက်ပွဲအခြေခံလက်ဆွဲစာအုပ်နေနဲ့တလုံးချင်းစီပြောပါမယ်စာအုပ်လိုချင်တယ်ဒီဟာစာအုပ်လားမိအားကသူ့သားကတိုက်ခိုက်မှုလက်စားစာအုပ်ဘာကြောင့်လိုချင်တာမှမသိဘူးဒါပေမဲ့သူ့ကိုလက်ထောက်ပေးလိုက်ပါတယ်မဟုတ်မဖြစ်ရေမောပါဘူးကျုံတော်ကတော့ထိုစာကိုဖွင့်ဖက်ပြီးအလွန်တိကျစွာအာယုံစိုက်ကြည့်ရှုသွားတယ်အဲ့ဒီစာကိုနည်းနည်းဆွဲမလောက်အောင်ဖတ်သွားတာပါအခြေခံအချက်များနဲ့နေစနစ်များကိုခွဲခြမ်းစိတ်ဖြာတဲ့အခါငိုက်ကိုယ်တိုင်အကြောင်းအရာကိုနားလည်မှုခံစားမှုရနေတယ်လို့ခံစားရတယ်ပုံဆွဲထားတာတွေမကြီးမားလွယ်ကူပေါ့လို့ကိုခေါင်းညှိလိုက်ပြီးအကြောင်းဖြစ်ရဲကြလှုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်တဲ့တိုက်တိုင်းလှုပ်တိုင်းမှာမျက်နှာစာကိုပြန်ဖတ်ပြီးအသေးစိတ်တွေကိုပြင်ဆင်ပါတယ်အားမပြတ်အောင်ဖိအားကိုခိုင်မာစွာထိန်းသိမ်းထားပြီးဒီခန့်လောက်အတွင်းမှာအတန်းနဲ့ဆိုင်တဲ့ interface မှာပြောင်းလဲမှုတစ်ခုဖြစ်လာပြီးအခြေခံလက်တစ်ချက်ပဲဖြစ်ပါတယ်နေပညာကျွမ်းကျင်မှုရရှိမှုကိုမျှော်လင့်ထားပေမဲ့အောင်မေမသိကျွန်ုပ်ကိုဝမ်းမြောက်စေပြီးကိုယ်တိုင်တင်ယူမှုဟာအမှန်တကယ်အကျိုးရှိတယ်ဆိုတာအတည်ပြုပေးတာပါစိတ်လှုပ်ရှားမှုအပေါ်မှာမရက်တန့်ပဲလက်တိုက်များကိုဆက်လက်တိုက်နေခဲ့တဲ့အထီအတွင်းမှာအခြေအနေကျဆင်းသွားပြီး35ရာခိုင်နှုန်းကိုနေပါသွားတဲ့အထိထိုအချိန်မှာတော့အစားအားလုံးအချိန်မီမီးလင်းမှုပျောက်ကွယ်သွားပြီးကျွန်တော်ကအိယာဘော်ကိုမျက်နှာကြည့်ရှောက်ကြခဲ့တယ်မိနစ်ပိုင်းအတွင်းအိပ်ပျော်သွားတဲ့အခါဗိုက်စာလာတော့ကျွတ်လုံးပိုးကပြန်ဆွဲဆောင်လာခဲ့တာပဲမြင့်တက်နေပြီးတော့ညနေ10နာရီကကြားခဲ့ပြီးဒီနေ့အလုပ်ပုံမစူးစမ်းခဲ့တဲ့အတွက်နိုဘူးပြည်3ဘူးကိုဆွဲချခဲ့တယ်အခြေနဲ့ဆရာအောင်နောက်ဆုံးမှာငါတခုပြက်ချိုးမဲ့အရင်မှာပဲအရင်ဆုံးမှာမိယာကငါရဲ့အစားအစာအရန်စားခြင်းသဘောကိုကောင်းကြောင်းနဲ့ယူဆခဲ့တဲ့အချက်လက်တစ်ခုကတော့ကျမ်းမာတော်ကလေးဆိုရင်စားတော့အားကောင်းတယ်ဒါပေမဲ့ဖော်မြူလာတကွင်းကို2ရက်အတွင်းပြုံးပြောက်သွားရင်တော့သူမကမိသားစုဘတ်ဂျက်အကြောင်းစိုးရိမ်စရာတွေစတင်ဖြစ်ပေါ်လာခဲ့ပါတယ်သူ2ယောက်ပင်ပြည်သူကျောင်းမှာအလုံးလုံးနေတဲ့အခြေအနေတောင်ဖြစ်ပေမဲ့ပါဒီနေ့တိုင်းအတန်းဆရာမတွေရဲ့တည်ငြိမ်တဲ့ဝင်ငွေကြောင့်ဝိုင်းပေါင်းစူးစမ်းနေရပေမဲ့သူတို့အပေါ်အတော်တန်ဖိအားတွေဖြစ်လာနေပါတယ်ငါလဲမိယာကမင်းကိုယ်တိုင်အကြောင်းပြောနေတဲ့အတန်ကိုနားထောင်ရပါတယ်ချက်ပြုတ်ခန်းမှာကုံကျန်းလေးလာနေရင်တဲမလက်တွေ့တင်ကြားဖို့ပြန်သွားပြီးအပိုတင်ကြားချက်အိမ်တွေရရှိစေခြင်းနဲ့အကြောင်းပြောနေပါတယ်ဘန်ငွေဖိအားကြောင့်နားမလည်ဘူးလို့ထင်ပြောက်သလိုပြနေခြင်းပေမဲ့အတွင်းမှာတော့တိတ်ဆိတ်တက်တာရေတွက်နေသေးပါပဲငါဆက်လက်လုပ်နေတဲ့ကျွန်ုပ်ဤအစာစားဝါဒနာသည်တိုးတက်ပြောင်းလဲနေသဖြင့်မိသားစုကြီးတစုအတွက်မစားဝယ်နိုင်တော့ဘူးဆိုရင်ဘာတွေဖြစ်မလဲပိုမိုရှည်လျားစွာထိမ့်သိမ်းရန်လိုတဲ့အပေါ်ငွေဖန်ဆီးရမယ်ဆိုတာကိုရှာဖွေရမယ်တကယ်တော့တစုံတရာနည်းနည်းလေးပဲဖြစ်နေတယ်3လမပြည့်ရင်မျိုးဆက်သစ်ကလေးတယောက်အတွက်အိမ်ထောင်စုဗဏ္ဍာရေးအကြောင်းသဘောထားဖို့တော့မကြသေးဘူးဒါပေမဲ့ဒီအကြောင်းကိုအနားယူခွင့်ပေးပါမယ်အခုတော့မိနစ်လောက်မှာအကြောင်းကိုတွားရောက်ကြည့်ရှုခြင်းကစိတ်ကူးအသစ်တွေအနှဲငယ်ဖန်တီးပေးနေလိမ့်မယ်နောက်နေ့ညစဝိုင်းလုံးကမိသားစုလုံးအတူတူညစ်စာစားနေပေမဲ့မာကက်စ်ကတော့သတင်းကောင်းမျိုးတင်ဆက်လာတဲ့အကြောင်းကသူ့ကိုအစင်းမြင့်တင်တန်းမှာတင်ကြားဖို့ပြောင်းရွှေ့ပေးလိုက်ပြီဆိုတာပါအဲ့ဒီယာထူးအတက်အောင်းနဲ့အတူသူ့ဝင်ကြီးငွေတိုးတက်လာမှာဖြစ်ပြီးသူ့အလုပ်အကင်လားလာတွေကလည်းတေချာတိုးတက်မှာပါအဲ့ဒါကိုမြင်ပြီးမာကက်စ်ကတခါတလေဘီယာဘလင်းတစ်ခုကိုထိုင်ခုံပေါ်မှာပွင့်လင်းချွတ်ပြီးမျက်နှာပေါ်မှာအပြုံးနဲ့တောက်လိုက်တယ်ဒါဟာအမှန်တကယ်ကောင်းတဲ့သတင်းတစ်ခုပါပဲမင်္ဂလာပါခင်ဗျာဒီအခါမှာမိယာကစာတင်ကျောင်းကိုအစောပိုင်းအပြန်သွားတော့မယ်လို့ကြေညာလိုက်ပါတယ်ဒါကစီးပွားရေးဖိစီးမှုကိုတက်တာအောင်ကူညီပေးဖို့ပါပဲအိမ်မှာမိယာကစရင်ပြုစုထားတဲ့အိမ်စာစရိတ်မှတ်တမ်းတွေကိုကြည့်ပြီးနောက်မာကက်စ်ကစိတ်မဝင်စားဖြစ်ပေမဲ့လက်ခံလိုက်ပါတယ်ထို့ပိုအိုင်းသူကဆက်လက်ပြောလိုက်တာကတော့ငါကောသိပ္ပံပနာမစစ်တမ်းရုံးမှာလဲရှောက်လွှာတင်ပါမယ်ဘယ်လိုဖြစ်မလဲစမ်းကြည့်ပါမယ်လို့ပါပဲအန်သားစရာကောင်းအောင်ကြောဦးထားရေးစစ်ထဲကိုရောက်ရှိဖို့တစ်ခါပြီးနောက်တစ်ခါပတ်လန်းကိုဆွဲယူနိုင်ခဲ့ပါတယ်ယုံထားရေးပတ်လန်းဒီစကားတွေကိုဒုတိယအကြိမ်ကြားနေရပြီဖြစ်ပါတယ်လေးလအရွယ်ကလေးတယောက်လိုအာယုံဆိုင်နေတာနဲ့မိမိဦးစားပေးမြင်တွေ့ရတာကဒီနေရာကအလွန်အနေရတွေနဲ့ပြည့်နေတာဖြစ်တယ်လို့ခံစားရတယ်ကိုသည်မျက်နှာအရှိဖြင့်ထိုင်ပြီး
ကျေပြန့်သောလူကြီးများ၏စကားပြောပွဲကိုတိတ်တခိုက်